ချစ်ရက်ကနေထွက်တယ်အေးစကန်သိန်းတယ်အဘသားတွေထွက်ပြေးတယ်စကန်ကုန်းရတယ်ဒါပုံမှန်ပဲလက်ရှိမြေပြင်မှာရှိနေတဲ့လူလူကဘာတွေခံစားနေရလဲဒါတွေကိုကြည့်ပြီးတော့ဒါအဆုံးဖြတ်ပေးရမှာဖြစ်တယ်ဒါတွေကသာတကယ်အစစ်မှန်နေဖြစ်တယ်ဆိုပြီးပြောသွားတယ်အဲ့တော့မင်းအွန်လိုင်းကအဲ့ဘေးနားမှာရှိရဆိုရှက်တဲ့ရင်မတ်တက်ကြီးတည်လို့ရဒီနေ့ကလည်းအော်တိုဘာလ16ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှလည်းကျွန်တော်သတင်းကောင်းတွေပြောကြမယ်အာခတ်တော် A ကဒါဒီရက်ထဲမှာပေါ့ဒီရက်ထဲမှာကျွန်တော်ကလည်းဒီအာခတ်တော် A နဲ့ပူပေါင်းပြီးတော့တိုက်ပွဲဝင်နေကြတဲ့ PDF တွေဒီအဖွဲ့တွေအကြောင်းကိုပဲပြောပြနေတယ်ဘာလို့လဲဆိုတော့ဒီရက်ထဲမှာသိတဲ့အတိုင်းပဲဒီအဖွဲ့တွေကတကယ်ကိုစွမ်းဆောင်ရင်ကောင်းနေနေပေါ့နော်ရလက်ကောင်းနေယူဆောင်ပြနေတာမဟုတ်လို့ကျွန်တော်လည်းအားရတာပေါ့နော်အဲ့တော့တကယ်လက်တလုံးမှာလည်းအောင်မြင်မှုတွေလည်းဇက်တိုက်ရတယ်ပေါ့နော်မနေ့ကဆိုလည်းဒါထုတ်ပြန်ချက်မနေ့ကညထုတ်ပြန်ချက်တစ်စောင်းထုတ်ပြန်လာတာဖြစ်တယ်ပေါ့နော်အဲဒီအကြောင်းကိုလည်းဒါမနေ့ပိုင်းမှာကျွန်တော်အနေချင်းတော့ပြောခဲ့ပြီအဲ့ထဲမှာမပါတဲ့ကျွန်တော်6-3လုံးပွိုင်ကုန်းစခန်းအဲ့အကြောင်းလေးလည်းကျွန်တော်ပြောကြမှာပေါ့နော်ဒီကောင်းလေးဒါစစ်ကောင်စီဘက်ကကောင်းတွေကတော့ဒါမယုံဘူးပေါ့လေနော်အခုချိန်ထိဂုံးမိုင်းနာမကတ်နိုင်ဘူးတော့ဘာလို့များလို့အဲ့လိုမျိုးပြောနေနေပဲတစ်ခုကြီးတစ်ခုပါနေတာအဲ့လိုမျိုးပြောနေအခုဆိုကျွန်တော်ပြည်သူတွေကဟာမကွေးကိုပြေးကြည့်လိုက်ရAR သွားကြည့်လိုက်ရပြီးဘကိုးကိုပြန်လာလိုက်ရအဲ့လိုပုံစံဖြစ်နေတာအခုလည်းဒါပဲခူးတိုင်းဒါပတောင်းမြို့နယ်မှာပေါ့နော်0.63လုံးစခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီပေါ့နော်နိုင်ကန်အပြီးတက်နိုင်မှုကိုလည်းထိုးစစ်ဆင်နေတယ်ပြီးတော့ဒါစစ်တွေနဲ့ကြောက်ဖြူမှာလည်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ပြန်ပြီးတော့ဖြစ်ပွားလာနေတယ်တိုက်ပွဲတွေပြင်းပြင်းထန်ဖြစ်ပွားတယ်ဆိုရင်ဒါကျွန်တော်တို့ကပျော်နေရမယ့်အနေထားဘာလို့လဲဆိုတော့အဲ့လိုဖြစ်ပြီဆိုတာနဲ့စစ်ကောင်စီဘက်ကနေပြီးတော့တခုခုဆုံးရှုံးရတော့မယ်ဒါမှမဟုတ်လေစစ်ကောင်စီစစ်သားတွေအထိနာတော့မယ်ဆိုတဲ့ဟာကိုကျွန်တော်ကလုံးဝယုံကြည်ထားပြီးသားအားကတော့ A နဲ့ PDF တွေတကယ်ကိုကျုံးပြနေတာပေါ့နော်အဲ့တော့အော်တိုဘာလ14ရက်နေ့မှာဒါပကံခွဲကျေးရွာတောင်ဘက်မှာရှိတဲ့ဒီ 0.63 လုံးစခန်းကိုမနက်9:05မိနစ်မီတင်ကစားအတိအကျထုတ်ပြန်တာတော့အဲ့ဒါတော်တော်မိုက်တယ်အဲ့လိုပုံစံမျိုးမှာဒါ9မိနစ်မှာထိုးစစ်ဆင်တယ်ပေါ့နော်9:05မိနစ်မှာထိုးစစ်ဆင်တယ်3နာရီလောက်ကြာအောင်တိုက်တယ်ပေါ့နော်တိုက်တဲ့အချိန်မှာ3ဘက်3တန်4ဘက်4တန်တော့မဟုတ်တပတ်တော့ဖွင့်ထားတယ်3နာရီကြာပြီဆိုတဲ့အချိန်မှာတော့ဒီစကန်ကုန်းကိုသိမ်းပိုက်ရရှိခဲ့ပြီပေါ့နော်အားရစရာကောင်းတယ်